ကဘာအာယုံစိုက်မှုတွေကိုရရှိနေတဲ့ဂျူးဘာနိုင်ငံမှာတော့ဆယ်စုနှစ်တွေအတွင်းအဆိုးရွားဆုံးလို့ဆိုနိုင်တဲ့စွမ်းအင်နဲ့စားနပ်ရိက္ခာအကျအထည်တွေဖြစ်ပေါ်နေပါတယ်။ဒီအခြေအနေတွေကြောင့်ပြည်သူလူထုရဲ့မကျေနပ်မှုတွေဟာအထူးထိပ်ကိုရောက်ရှိလာပြီးအကြမ်းဖက်ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားနေပါတယ်။လက်ရှိချိန်မှာနိုင်ငံအနှံ့အပြားလျှက်စစ်မီအလဲကျဖြစ်တောက်တာတွေနဲ့လောင်စာဆီပြက်လက်မှုတွေကိုကြုံတွေ့နေရပါတယ်။ဒါကြောင့်ပြည်သူတွေရဲ့နေ့စဉ်ဘဝမှာအခက်အခဲများစွာနဲ့ရင်ဆိုင်နေရမှာ။လူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့နေတဲ့ရိုးတန်မတန်တွေအရာဆန္ဒပြသူတွေဟာကွန်မြူနစ်ပါတီရုံးတွေကိုတိုက်ခိုက်တာဖြစ်စည်းတွေကိုပြစ်ပေါက်ဖြစ်စည်းတာနဲ့မီးရှို့တာတွေအထိပြုလုပ်နေကြောင်းတွေ့ရှိရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးကျူးဘာသမ္မတမီဂွယ်ဒီအက်စ်ကာနယ်ကတုံ့ပြန်ပြောကြားခဲ့ပါတယ်။မီးပြတ်တောက်မှုတွေဟာအမေရိကန်ပြည်သူတို့ရဲ့စွမ်းရည်ပိတ်ဆို့မှုတွေကြောင့်ဖြစ်ပေါ်လာရတာလို့သူကဆိုပါတယ်။ဒါအပြင်အကြမ်းဖက်လုပ်ရက်တွေမှာပါဝင်သူတွေကိုတင်းကျပ်စွာအရေးယူသွားမယ်လို့လည်းသတိပေးထားတယ်။ဒီလိုအခက်အခဲတွေဖြစ်ပေါ်နိုင်ရခြင်းဟာအဓိကထောက်ပံ့ပေးနေတဲ့ဗင်နီဇွဲလားနိုင်ငံဘက်ကလောင်စာဆီထောက်ပံ့မှုရောနေသွားတာနဲ့လည်းဆက်ဆက်နေပါတယ်။အကူအညီတွေရိုးကျသွားတဲ့အတွက်စွမ်းရည်အခက်အခဲတွေပိုမိုဆိုးရွားလာတယ်လို့ခန့်မှန်းရပါတယ်။အခြေအနေတွေတင်းမာလာတဲ့အတွက်ကျူးဘာသမ္မတဟာဒေါ်နယ်ထရမ့်နဲ့တိုက်ရိုက်ဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။နှစ်နိုင်ငံလုံခြုံရေးနဲ့စီးပွားရေးအခြေအနေတွေတင်းငင်စေဖို့အတွက်သဘောတူညီချက်တရရရှိအောင်ကြိုးပမ်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီအပေါ်မှာဒေါ်နယ်ထရမ့်နဲ့လည်းလက်ရှိအခြေအနေဟာအလွန်တင်းမာနေတဲ့အတွက်သဘောတူညီချက်တစ်ခုမဖြစ်မနေလိုအပ်နေကြောင်းမှတ်ချက်ပြုထားပါတယ်။ယခုအချိန်မှာတော့စွမ်းရည်ချွေထားရေးအစီအစဉ်အဖြစ်ကျောင်းတွေကိုယာယီပိတ်ထားပါတယ်။အစိုးရဝန်ထမ်းတွေကိုလည်းနေအိမ်ကနေပဲအလုပ်လုပ်ကြဖို့ညွှန်ကြားထားပါတယ်။ဒီလိုနိုင်ငံရေးနဲ့စီးပွားရေး